မင်းပေါင်းလေးရှိုံနဲ့အလွယ်တကူလှုပ်ရှားလို့ရတယ်ကြက်စီထမင်းလေးကိုလည်းစိုက်နေလှုပ်ရှားပြမှာဖြစ်ပါတယ်ကြက်သွန်ပြူချင်းနန်းနန်းမင်းအမြင့်ကိုစီတက်မယ်စေးထားတဲ့ဆန်ကိုထည့်ပြီးတော့လုံးမယ်အရသာအနေနဲ့ကြက်သားမို့စားတကြားဘဲငယ်ပြားကြီးအကျဲထည့်ပြီးတော့ဒီဆန်နဲ့တမသွားအောင်လုံးပေးလိုက်ပါမယ်ဒီဆန်ထည့်ချောထားတာလေးအနှံလေးမှုေးလာပြီးဆိုရင်တော့ထမင်းပေါင်းလေးကိုပြောင်းထည့်မယ်ပြီးရင်တော့အပေါ်ကနေပြီးတော့မိမိတို့စားခြင်းနဲ့ဒီကြက်သားလေးတွေထည့်ပေးလိုက်ပါမယ်ရေကိုကြက်သားလေးနည်းနည်းမြုပ်တဲ့ဒီထည့်ပေးမယ်ပြီးတော့ဒီထမင်းပေါင်းနဲ့ထမင်းချက်သလိုပဲချက်ပေးလိုက်ပါမယ်အချင်းအတွက်ကြက်သွန်ပြူငရုတ်တီးနန်းနန်းပင်အမြင့်ချင်းကြက်သားမုံငန်းပြားရည်တကြားဒီတံမြာသီးညှစ်ထည့်ပေးလိုက်မယ်ပြီးတော့ဒါကြိတ်ပေးလိုက်ပါမယ်ထမင်းချက်သွားပြီဆိုရင်တော့ဒါကြက်စီထမင်းလေးရရှိလာပြီဖြစ်ပါတယ်ကြက်စီထမင်းပွဲပြင်ဖို့အတွက်ထမင်းရင်ထည့်မယ်ဘေးကနေပြီးတော့ကြက်သားထည့်မယ်တခွားသီးထည့်မယ်နန်းနန်းပင်အုပ်မယ်အချင်းထည့်ပါမယ်ကဲခုဆိုရင်တော့ရမ်းမစားလို့ကောင်းတဲ့ချက်စီထမင်းလေးရရှိလာပြီဖြစ်ပါတယ်ကိုရစာရဲ့ဘလော့လေးကိုကြည့်ရှုပြီးတော့ချက်စီထမင်းလိုက်လို့စားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်